အားလုံးပဲမင်္ဂလာပါကျွန်တော်ထနူးလိုက်ပါကဲကျွန်တော်အခုလောလောဆယ်တော့ဒုက္ခသခင်ကော်ဖီဆိုင်ကိုရောက်နေပါတယ်ကော်ဖီလေးတောင်းရင်းနဲ့ရင်ဘတ်တူပြည့်သက်များအတွက်ကျွန်တော်မြန်မာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောတော့မှာပဲဖြစ်ပါတယ်ကဲဒီကနေ့ကတော့သိတဲ့အတိုင်းပဲမြန်မာနဲ့ထိုင်းနဲ့မြန်မာရှင်မြန်ကစားမယ်ဟွန်တိုင်းဖလားရဲ့နောက်ဆုံးအုပ်စုပွဲစဉ်တွေရောက်သွားပြီချိန်နဲ့တစ်ပြိုင်နက်တည်းရှင်ပြိုင်မှာနော်ထိုင်းရဲ့ရာဇမင်္ဂလာကွင်းမှာကျွန်တော်မြန်မာတင်သွားရောက်ရှင်ပြိုင်ကစားမှာပါရာဇမင်္ဂလာကွင်းဆိုတာကျွန်တော်တို့အတွက်စိမ့်နဲ့ကွင်းတော့မဟုတ်ဘူးထိုင်းနဲ့မြန်မာနဲ့ထိုင်းဆိုတာကျွန်တော်တို့အစင်လာရှိပါတယ်နောက်ပြီးတော့အရှေ့တောင်အာရှရဲ့ဒါဘီပွဲလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ထိုင်းကိုကြောက်နေကြအကြောင်းမရှိပါဘူးထိုင်းဒီကျွန်တော်တို့နဲ့အဆဆရရတားပါတယ်ခေါင်းတစ်လုံးမကလည်းမြင့်ပါတယ် group B မှာလည်းရှုံးပွဲမရှိ clean sheet ယူပြီးတော့အမှတ်ပြယူထားတဲ့အသင်းလည်းဖြစ်ပါတယ်ကျွန်တော်မြန်မာအသင်းကတော့အိမ်ကွင်းမှာမလေးရှားကိုမထင်မှတ်ပဲ 2-1 နဲ့ရှုံးလိုက်တဲ့ကိစ္စဒီကနေ့နောက်ဆုံးပွဲမှာအများတွက်ထားသလိုပဲကျွန်တော်တို့အတွက်လက်ခဲတဲလဲလေးစပြီးဖြစ်လာတယ်ပေါ့နော်ထားပေါ့လေဟတ်တူဟတ်တွေတိုင်တွေတိုက်တွေကျွန်တော်မကြည့်သေးဘူးဗျာနော်ရိုးရတော့ကျွန်တော်မေ့ထားလိုက်တိုင်တွေတန်းတွေတိုက်တွေပေါ်လာမဲ့မီနီတေဘယ်လဲကျွန်တော်ဆွဲရမှာလားဆိုတာလည်းကျွန်တော်တို့အတွက်စောင့်ကြည့်ကြရဖြစ်ပါတယ်ဟွန်တိုင်းဖလားက goal different နောက်ပြီးတော့ head to head ကိုကျွန်တော်ဦးစားပေးပြီးကြည့်ပါတယ်အဲ့တော့မပေးစရာမှာဆိုလို့ရှိရင် goal different အရဆိုရင်တော့ထိုင်းပြီးရင်မြန်မာပြီးရင်မလေးရှားပေါ့ကျွန်တော်က goal different လဲတာထားတယ်ခက်တာက head to head မှာကျွန်တော်တို့ကတပန်းရှုံးနေတယ်အိမ်ကွင်းမှာမလေးကိုရှုံးထားလိုက်တဲ့အတွက်ကြောင့်မလို့ဖိလစ်ပိုင်နဲ့ပွဲမှာသာမလေးကတခုခုလုတ်သွားခဲ့ရင်ရှိတော့ဆိုတဲ့ if ပေါ့အဲ့ဒီဟာကကျွန်တော်တို့ကိုတော်တော်ကြီးကိုခက်တွေ့စေပါတယ်ထားပေါ့လေဒါကတော့တစ်ပိုင်းပေါ့မိနစ်90မှာထိုင်းကိုကျွန်တော်တို့တခုခုမလုပ်ပြနိုင်ဘူးလားဆိုတာကလည်းစဉ်းစားစရာလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်မြန်မာအသင်းတိုက်စစ်တကယ်ကောင်းမွန်ပါတယ်ထိုင်းပြီးွားရင်မြန်မာအသင်းတိုက်စစ်ကအကောင်းဆုံးဖြစ်ပါတယ်တွင်းကိုမှလည်းကျွန်တော်တို့က top ဖြစ်နေပါတယ်မြန်မာတိုက်စစ်ကိုအသင်းတိုင်းကြောက်ကြတယ်ထိုင်းလည်းကြောက်မှာပဲထိုင်းကကျွန်တော်တို့ထက်ကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့တိုက်စစ်သွားတဲ့ပုံစံနောက်ပြီးတော့နီးပြကြီးအန်ဒါဆန်ရဲ့ပြင်ဆင်ပေးထားတဲ့ပုံဒါတွေကမြန်မာအသင်းအတွက်ကတော့တကယ်ကိုကောင်းမွန်တဲ့အချက်တွေပါဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့မမောင်လင်းမပါပါဘူးလာအိုစ်နဲ့ပွဲမှာဂိုးပြတ်နဲ့နိုင်ခဲ့တယ်မမောင်လင်းထုတ်ခံခဲ့ရတယ်အဲ့တော့မမောင်လင်းမပါတဲ့အတွက်ကြောင့်မလို့ထိုင်းဘောလုံးလောကအကြောင်းသိတဲ့ဒီကစားသမားမပါပေမဲ့လည်းမြန်မာအသင်းကဖြိုဖျဲဖြစ်သွားမှာလားဆိုတဲ့အချက်ကျွန်တော်တို့ပြောကြဆိုကြတယ်ဖြစ်နိုင်စရာအကြောင်းမရှိဘူးမမောင်လင်းမပါပေမဲ့လည်းမမောင်လင်းကနေပြီးတော့ကိုယ်ကစားပေါ်တွေကိုညီကိုတွေကိုသူ့ရဲ့ sharing လုပ်ပေးတဲ့အတွေ့အကြုံတွေကဒီပွဲအတွက်အများကြီးထိရောက်နိုင်ပါတယ်ပြီးတော့နီးပြကြီးတွန်တင်ထားတဲ့နီးစနစ်တွေကလည်းအများကြီးကောင်းမွန်ပါတယ်ဒါကျွန်တော်တို့မြန်မာအသင်းတွက်ဘက်ကနေကြည့်တာပါထိုင်းကတော့ပြောစရာမလိုပါဘူးတိုက်စစ်သမား2ယောက်ဖြစ်တဲ့14ရယ်9ရယ်နောက်ပြီးတော့တောင်ပန်နှစ်ဖက်မှာရှိနေတဲ့10ခွန်6 17အများကြီးပါပဲနောက်ထပ်21ရှိသေးတယ်ဒီကစားသမားတွေကတော့မြန်မာအသင်းနဲ့ဇတူလောက်တိုက်စစ်သွားတာကောင်းတယ်အဲ့တခုပဲသူတို့ကဘာကောင်းလဲဆိုတော့ခွန်အားပိုင်းမှာတော့ကျွန်တော်တို့ထက်ပိုပြီးတော့ကောင်းတယ်ဒီအချက်ကိုတော့ကျွန်တော်ညင်းလို့မရဘူးသူတို့ရှင်မြိုင်ကစားခဲ့တဲ့ပွဲတွေကြည့်ရင်ကျွန်တော်တို့အတွက်အဖြေကတီးတီးခြားခြားကြီးကိုထူးထူးခြားခြားပေါ်နေတာမြင်ရမယ်နော်ကျွန်တော်မြန်မာအသင်းတိုက်စစ်ကဘာကောင်းလဲဆိုတော့ကျွန်တော်မြန်မာအသင်းရဲ့တိုက်စစ်ကဂိုးရမဲ့အခွင့်အရေးချင်းလေးတွေတောင်မှဂိုးရအောင်သွင်းနိုင်တယ်ဆိုတဲ့အချက်တကယ်ကောင်းမွန်ပါတယ်တန်းပိုင်ရှေ့မှာတော့ရိုင်ခဲ့တာတွေတော့ရှိတာပေါ့ဒါပေမဲ့သူ့ကိုယ်သူယုံကြည်စိတ်ချသွားတဲ့အနေထားရောက်သွားတဲ့အချိန်မှာသူ့ရဲ့ခွန်အားသူ့ရဲ့ပြေးနှုန်းသူ့ရဲ့တိုးတဲ့ပုံစံအကောင်ထွားကြီးနဲ့နော်ကစားတဲ့ပုံစံတွေကထိုင်းနောက်တန်းကိုဖြိုဖျဲဖြစ်သွားနိုင်စေတယ်ရင်မိုးအောင်ဟိန်းထက်အောင်ဒီကစားသမား2ယောက်ကလည်းမျက်ခေါင်းကန့်နဲ့တွဲပြီးတော့မောင်မောင်လင်းနေရအောင်ဝင်ဖြစ်ပေးနိုင်တဲ့သူတွေဆိုတာလည်းကျွန်တော်တို့ထူးထူးပြောစရာမလိုဘူးဂိုးလက်တွေရှိတယ်ပြီးရင်ဝင်းနိုင်ထွန်းရှေ့တောင်အာရှမှာပြိုင်ဘက်တိုင်းကကြောက်ရတဲ့ကစားသမားတိုက်စစ်မှုပါရန်ပိုင်ပြီးွားရင်တော့နောက်ထပ်မျိုးဆက်သစ်တွေထဲမှာအရှိတောင်အာရှအသင်းတိုင်းကြောက်ရတဲ့ကစားသမားကဝင်းနိုင်ထွန်းမှာသူ့ရဲ့ပုံစံအမှန်ပြန်ရနေပြီပွဲတိုင်းမှာလည်းခြေစွမ်းတွေပြတယ်ဂိုးတွေသွင်းတယ်အခုဆိုရင်ဟွန်တိုင်းဖလားရဲ့ဂိုးသွင်းအများဆုံးထဲမှာလည်းသူလည်းထိပ်ဆုံးကိုရောက်နေအဲ့တော့ကျွန်တော်တို့တိုက်စစ်ကတော့ကျွန်တော်တို့ထူးထူးပြောစရာမလိုတဲ့အပိုင်းတွေအများကြီးရှိတယ်ထိုင်းသင်းကောင်းတာတော့ကျွန်တော်တို့လက်ခံပါတယ်သူတို့အတွက်ကတော့မြန်မာကိုမဖြစ်ဖြစ်အောင်လို့နိုင်အောင်တော့လုပ်ကြလိမ့်မယ်သူတို့ရဲ့အိမ်ခွင်းရာဇမင်္ဂလာကွင်းထဲမှာတော့ပြည်သက်ကိုမျက်နှာပြအောင်လုပ်မှာတော့မဟုတ်ဘူးဒါကကျွန်တော်တို့ထိုင်းဘက်ကစဉ်းစားလို့ရတဲ့အချက်ဒါပေမဲ့မြန်မာအသင်းကခံတုံ့ပြန်နိုင်စွမ်းမရှိဘူးလားဖိအားပေးနိုင်စွမ်းမရှိဘူးလားဆိုတဲ့အချက်တွေရှိပါတယ်ကျွန်တော်မြန်မာအသင်းကိုပြန်ကြည့်မယ်ဆိုရင်စုဖွဲ့ထားတဲ့သူတွေအကုန်လုံးက U20 World Cup
ခြေစပွဲအောင်ထားတဲ့အသင်းကကစားသမားအများစုကိုခြေခံပြီးတော့လူငယ်မျက်နှာသက်တွေနဲ့ကျွန်တော်တို့တည်ပြီးတော့လာခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသင်းကလည်းအတွေ့အကြုံအရင်ကျက်ဆုံးအသက်အရွယ်အကောင်းဆုံး25 26ဒီတန်းမှာရှိတဲ့လူတွေကြီးပဲနော်ကန်စစ်တန်းကြည့်မယ်ဆိုလို့ရှိရင်လည်းတကယ်ကိုကောင်းမွန်တဲ့အပိုင်းတွေကျွန်တော်တို့အများကြီးမြင်နေရတဲ့အတွက်ကြောင့်မလို့မြန်မာရဲ့ကန်စစ်မလုံခြုံမှုကိုတော့ဒီကနေ့မှာကွင်းလယ်ကစားသမားတွေဘယ်လိုမျိုးဖာထေးပေးမလဲဆိုတော့ကျွန်တော်တို့အတွက်စောင့်ကြည့်ကြအောင်ဖြစ်နေပါတယ်ဖြစ်လာနိုင်ခြေရှိတဲ့အစိပ်ပိုင်းတွေတွက်ကြကြီးဟေးဆိုရင်ကျွန်တော်ဒီပွဲမှာအဖွင့်ကိုရအောင်လို့တော့ထိုင်းရဲ့ခံစစ်ကိုဖိအားပေးထိုးဖောက်ဖို့တော့လိုတယ်ဖွင့်ကိုရရင်တော့ကျွန်တော်တို့အတွက်ကတော့အရာရာကအေးအေးဆေးဆေးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့တွေဖွင့်ကိုရခဲ့တဲ့ပွဲမလေးနဲ့ပွဲတုန်းကအိမ်ကွင်းမှာကစားတယ်ပထမပိုင်းတစ်ပိုင်းလုံးတာစီးနဲ့ကစားပြီးတော့ဒုတိယပိုင်းကျမှမလိုလားအပ်တဲ့မဖြစ်နိုင်တဲ့အနေအထားတွေကနေပြီးတော့ဂိုးတွေပေးလိုက်ရတယ်ကျွန်တော်တို့ရဲ့အားနည်းချက်ခံစစ်တန်း၄ယောက်ရဲ့တောင်ပံနှစ်ဖက်ဒီကနေ့မှာဒီကိစ္စကိုလည်းနိပြကြီးအန်ဒါဆန်ပြင်ဆင်ထားမယ်လို့လည်းကျွန်တော်အပြည့်အဝယုံကြည်ပြီးသားပါအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကနေ့ပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဟဲ့ဆိုလို့ရှိရင်ရာဇမင်္ဂလာကွင်းထဲမှာထိုင်းပြည်သက်ရှိမှမှာမြန်မာအသင်းကမလျှော့သောဇွဲလုံးလာဝရိယနဲ့အကောင်းဆုံးဖြစ်အောင်လို့ရှင်မဲကစားမှာပါရာသီဥတုလည်းကျွန်တော်မတွက်ဘူးကျွန်တော်တွက်တာကွင်းလယ်တိုင်းမှာကွင်းလယ်တိုင်းရဲ့ပွဲအဆအဆုံးသူ့ရဲ့ခရာတွတ်တန်ကျွန်တော်တို့အတွက်အခွင့်အရေးတွေဖြစ်နေဖို့ပဲပါပါနဲ့နဲ့မြန်မာကစားသမားတွေကစားဖို့လိုပါတယ်ကျွန်တော်တို့ရဲ့18ခိုက်ဘီကုတ်ထိပ်မှာထိုင်းအသင်းကိုကန်ခွင့်မပေးဖို့အရေးကြီးသလိုကျွန်တော်တို့ကလည်းထိုင်းရဲ့18ခိုက်ထိပ်ဘီကုတ်ထိပ်ပုံစံမျိုးစုံကနေပြီးတော့ဂိုးရအောင်တွင်းနိုင်ဖို့လိုပါတယ်လက်တစ်ပြက်ကန်ချက်တွေတွင်းနိုင်ဖို့လိုသလိုအဝေးကန်ချက်တွေနောက်ပြီးတော့ကျွန်တော်အထူးပြုပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ် set piece ပါအသင်းတစ်သင်းမှာ set piece ကတော်တော်ရေးကြီးပါတယ်ဘယ်ဘောလုံးပြိုင်ပွဲမှာမဆိုအသင်းတိုင်းက set piece ကိုအားကိုးပြီးကစားရင်ဂိုးရတယ်ဆိုတာလည်းသိပြီးသားပါကျွန်တော်လည်းလေ့ကျင့်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ corner free kick တွေကကျွန်တော်တို့ရဲ့အသက်သွေးကြောသမျှအရေးပါမဲ့ပွဲပါထိုင်းနောက်တန်းခင်တော့မကောင်းပါဘူးသူတို့ကသူတို့ဥရောပငွယ်ပွားသွေးနှောပဲဖြစ်ဖြစ်မွေးစားသားပဲဖြစ်ဖြစ်ဂျမ်မောင်းကောင်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကတော့အရေးမကြီးပါဘူး။ဘာပဲဖြစ်ဖြစ်ပါဒီကနေ့ပွဲအတွက်ဆိုလို့ရှိရင်တော့မြန်မာအသင်းလိုအပ်တဲ့ဂိုးရဖို့အတွက်ကျွန်တော်တို့စူးစမ်းရမှာပါ။နောက်တစ်ချက်က head to head ခဏမေ့ထားမယ်။ကျွန်တော်တို့နိုင်ဖို့ပဲလိုတယ်။တရေကြရင်လက်ခဲတဲလဲဖြစ်မဲ့အနေအထားရှိတယ်။တစ်ဖက်မှာဖိလစ်ပိုင်နဲ့မလေးရှားကလည်းဖိလစ်ပိုင်ကိုအနိုင်ရအောင်လုပ်မှာဖြစ်တယ်လို့ဖိလစ်ပိုင်ကလည်းမလေးကိုအမှားမခံစတဲ့လူဆုံးတက်ဆုံနဲ့ကစားမှာဆိုတော့သူတို့ရလက်ကလည်းကျွန်တော်တို့နဲ့အများကြီးသက်ဆိုင်ပါတယ်အဲ့တော့ကိုလုံးကိုသာအကောင်းဆုံးဖြစ်အောင်လှုပ်ထားနိုင်မယ်ဆိုလို့ရှိရင်ကြံတော်မိထားလိုက်ဗျာနော်ကဲဒီတော့ကျွန်တော်ကတော့ဒီကနေ့ပွဲမှာတော့ထိုင်းတဲ့ဆိုင်ရင်ကျွန်တော်ကမြန်မာကိုပဲအားပေးပါတယ်မြန်မာအသင်းဘာလို့ပြမလဲဆိုတော့လုတ်ပြနိုင်တဲ့အချက်တစ်ချက်ကိုပဲကျွန်တော်ရင်ထဲမှာအပြည့်ထည့်ထားပါတယ်ဟုတ်ကဲ့ဒါကတော့ဒီကနေ့ကျွန်တော်ရဲ့ထိုင်းတဲ့ပွဲမြန်မာအသင်းဖြစ်လာနိုင်ခြေတွေကိုဆွေးနွေးသုံးသပ်တာပါမြန်မာအသင်းမရှုံးဘူးအနိုင်ဆုံးတရေတော့ရအောင်ယူပါလိမ့်မယ်ကဲရပတ်တူညီကိုများအတွက်ကျွန်တော်ပြည်သက်များကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။